မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီဂိမ်းလေးကလူတွေအားလုံးကိုကျွန်တော်စော်တွေအားလုံးပေါ့နော်မြန်မာလားလိုက်မေးရဖြစ်ပါတယ်ခင်ဗျโอเคဖုန်းလိုက်ကြအောင်ပါလေဒီနေ့ပထမဆုံးဒီဂိမ်းလေးမှာကျွန်တော်ဒါနဲ့စာပို့တယ်အရင်တော့ဆိုကျွန်တော်ကဒီကပို့တာပေါ့နော်အခုအဲ့ကပို့လို့မရတော့ဘူးလားကျွန်တော် WF ကိုကျွန်တော်ရေးမကြည့်လိုက်မင်းတော့ချောမေးရပေါ့โอเคအရှိကအမကြီးကရေးရှိပဲသူ့မှာမြန်မာလားရေးမေးကြည့်လိုက်โอเคမြန်မာလားမိုက်မြန်မာလားမိုက်မြန်မာလားအဲ့မစော်လေးတယောက်မြန်မာလားလို့ငါမေးနေမှာမြန်မာလားသူမဖတ်တယ်ဟုတ်တယ်မြန်မာလားဟာဒီစော်တောင်းနေသွားတော့ဟယ်လိုဒီသူ့မေးတယ်မြန်မာလားလို့โอเคမြန်မာလားโอเคငါသူ့ကိုမေးလိုက်ပြီသူဘာလဲပြောမလဲခဏဆောက်လိုက်အဲ့သူဘုတ်ထုတ်လိုက်သူစမ်းပုတ်ထုတ်လိုက်သူဆိုင်ပုတ်ထုတ်လိုက်ဘာပြောမလဲမသိโอเคโอ้ bro ဘာသာပို့လဲမသိဘူးဘာလဲဗျအကြည့်ကြည့်လိုက်ဘာသာမှလည်းမသိဘူး broဘာသာမှလည်းပြောမြန်မာလားအဘာတော့ကြောင်းနေတယ်အဲ့ကောင်မြန်မာမဟုတ်ဘူးလားမြန်မာလားသူကဘာသာပို့နေရတော့ဟာဘာမှလည်းမေးတော့တော်သူ့ဆိုတာသူ့မှာမေးတယ်မြန်မာလားဘယ်ပြည့်อ่ะမြန်မာလားလို့မြန်မာလားမသိဘူးခင်ဗျဟာဘာမှလည်းပြောရှော့ဒီကနေ့မှာမြန်မာရခက်ရှားဖြစ်နေအရင်တော့ဆိုမြန်မာလောက်သူတွေကမြန်မာပဲရှိโอเคအခုစပိန်နဲ့ပဲပြင်သွားတော့မကြောင်ဒါလေးဒီဘေးလေးနဲ့သွားတယ်ဒီဘက်မှာဆို Minecraft တာရှိတယ်ဒီဟိုဘက် Minecraft တွေကပါတယ်ဒီဘက်ပါမေ့W O ဘာလို့မနဲ့မလို့ Okay ဒါကတော့အခုလာမယ်ဒါကတော့အခု average ရဲ့ဟိုပါဗောနော်ကစားခွင့်တော့ဒီဘက်ကိုမြည်ပြမြန်မာလားမြန်မာလားဒီကဘာမှလည်းပြောဒီကစားကွန်းမှာဆိုဘာပါလာလဲဆိုပတိကြငါဆိုတချင်းဆိုတဲ့ဒီကပေါင်းတယ်ပေါ့နော်ဒီမှာစော်တယောက်မြန်မာလားအားရဘဲနဲ့ပြီးတော့မြန်မာလားရငါကောင်မလေးလာမထိနဲ့ဒီမဲ့အေးစင်းနေsorry sorry တဲ့ဒါတည်းမဆိုဘူးရှော့ okay ဒါဆိုရင်ဒီနားပြီးသွားပြီဆိုတော့ရေထဲမုတ်ဆိုင်အရှိမဟုတ်ဘူးကားပြန်ရရှိတယ်ဟုတ်တယ်ကားပြန်ရကားမောင်းကြည့်တယ်ပြောတော့စုံမရှိတော့အပန်းပြေတယ်โอเคကိုချားနဲ့ကွေးရှိရဲ့ဆိုတော့ကိုချားနဲ့ကွေးကိုတွေ့သွားတယ်နေအောင်စလုံးကအရန်လဲချစ်တယ်ဆိုတော့ကိုချားနဲ့ကိုတွေ့သွားတယ်ကာမောနာဆရာကြီးမှာโอเค
ဟာကာတက်သွားရဲ့အိုးရှိမလှန်ကောင်းမိုက်ပြီအိုးလာမလားအိုးno အဲ့ကောင်တော့မတင်နေပြီကားပြန်ရင်ကတင်ပြီပေါ့โอเคရောက်သွားပြီโอเคကားရှိတော့ဒါပါကဟိုဒီကားရမိုက်ဒီမှာဆိုရဟတ်ရှိမယ်ပေါ့နော်ရဟတ်တော့ငါမသိဘူးကွာအပြင်မှာတစ်ခါဝဲစီယူတာရဟတ်တော့စီမယ်ဟေးโอเคဘယ်သူတော့ကလိမ့်ရတယ်ရှေ့ကငါဘယ်တော့အကောက်တော့အဲ့လိုတော့โอเคအဲ့ဒါဆိုရင်အောက်ပြန်ခုန်ကြရတော့စောင်းမိုက်အိုးမိုက်တယ်နော်ဂျိုးလေးထိုးပြီးကြဒါဆိုရင်ဘာလှပြီဟိုရှင်းဆိုလေးရမြန်မာလားဟိုးစတော့မြန်မာလားခိုင်းမှာ sorry ပမေးကြည့်မြန်မာရှိမှာပြောလို့မရဟုတ်တယ်မလားမြန်မာလား bro မရှက်တောင်ရှက်တယ်အားကိုအောင်အင်္ဂလိပ်တွေဒီဘဲတွေအင်္ဂလိပ်လိုငါပြောကြည့်ငါပြီးရင်အကြဘုတ်တုံဆုံးစမှုသားမင်းကโอเคဟဲ့ဒါပါသားရောဘစ်ကโอเคဒီတော့အဲ့ဒီမှာမင်းကလေးတေးအဲ့ဒါကလေးမူလေးရကလေးမူလိုက်ဒီဘက်မှာငါသားလေးတားရသွားပြီနော်အသက်ကြီးသွားပြီဒါတော့ရဲစကန်မှာခင်ဗျโอเคနောက်တစ်ခါဗီဒီယိုကြရင်ရဲလောက်ပြမှာနော်ဒါထောင်ပေါ့နော်ဒီထောင်မှာတချို့လူဝက်ခံထွက်တာဘယ်လူဝက်ခံလဲမရှိပြောကြဒီဘက်တော့ဘယ်ဘက်ထွက်ဒီဘက်ဟိုကအပေါက်ထောင်ပေါက်ဒီရတော့မရအောင်ထွက်လို့မရသူဘယ်ထွက်လဲမသိစမ်းတီးပဲဟိုဘူးရမြန်မာလားဘာလဲโอเคမြန်မာတွေလည်းတရားမှမတွေ့ဘူးဆိုတော့ yesဒီစပိန်သမားကွာโอเคဒီနေ့ကဒီတော့ပါပဲနောက်တစ်ဗီဒီယိုမှာပြန်ဆင်ကြပါမယ် channel ကို like and subscribe လုပ်ခဲ့ပေးကြပါဦး okay